ဆိုတော့အားလုံးမြင်တော့ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ game လေးကိုစော်သားရပါနော်ဒီ game ကဘာလဲနေရောဆိုတော့အခုရပိုင်း brain rock game နေပဲစော်ပြနေဗျာဒီ game က PR brain rock ဆိုတဲ့ game ဟာသွားပြန် copyright မိပါလေဒီ setting မတ်တချင်းပိတ်တော့ကြပါလိမ့်ကော်ပီမိနော်ချင်းပိတ်တချင်းပိတ်အော်ရပြီတချင်းပိတ်ရပြီဒီဘက်တွေဆက်သွားမှာကောင်းစားကောင်းလေးယူဒီကောင်ယူဒီကောင်ယူမရအောင်ရအဲ့ဒါရသိမမှာဒီဘေးကဟာတွေပဲယူလို့ရမှာဟဲ့တော့အော်ရသွားပြီမကျွန်တော်ယူမှာမဖြစ်ဘူးတော့stop တန်းကြအောင် okay ကျွန်တော်ဘယ်ကောင်ယူကောင်းလဲတော့ပတ်စံနေတယ်ဒီကောင်လည်းပတ်စံနေအော်ဒီကောင်များဆုံးပဲ27အဲ့တော့ဘယ်ကောင်ယူကောင်းလီလာခေါ်ပြ brain ရောဆောင်းတော့ပတ်စံများတယ်နော်ဆောင်းလိုက်တော့ခေါ်ပြ brain ရောများခဏလေးပါ speaker ခဏလေးပါဒီကောင်ကဘာလို့တာအော်ဒီကောင်ရဟန်းပွဲရတာဆိုရရှိပတ်စံနေရှုမယ်ဒီကောင်ပြန် update ကောင်ပြန်ပြီး update လုပ်ပြီနေရလောက်ယူပါမယ် okay နေရလောက်ယူပြီးတော့ဒီမှာ upgrade ထဲမှာဒီဝေးဟိုကျွန်တော်ရ30တခါဝေးရ okay ရပြီပတ်စံနေတော်များရတော့ရတော့ update လုပ်53 okay ရပါ speed ရောရှင်းပြပါပြီဟို40အော်မဟုတ် power 4ခုဖြစ်သွားပြီဒီဘက်ကဟာတွေယူလို့မရသေးဘူးတော့မကရမokayဆိုတော့ကကျွန်တော်တွေဘာမှ trade to ယူမရသေးဘူးအဲ့တော့ဒီရောက်ကောင်လေးပဲယူပြီးပတ်ဆိုင်ပါမယ်ဒီကောင်ယူလို့မရဘူးဟောဒီကောင်လည်းလေးကလပ်ဖရူဒိုအာယောတုံပဲရပါမရဘူးယူလို့မရဘူးမရโอเคထုံပြီးတုံနှစ်ကောင်ဒီမှာထားမယ်ကျော် upgrade ထပ်လုပ်ပေးနေပါရ3မြောက်တာရ300ဘာလို့လာထားနေပြီလဲဒါတော့ရိုက်တာ300ရတယ်โอเคရိုက်တာ300ရတယ်โอเคစလီတော့နည်းထယူမယ်နောက်သေးโอเคဆိုတော့ကျွန်တော်တွေမနိုင်နဲ့ brain rock ပြန်ယူမယ်အဲ့ဒီ brain rock ကတော့ဒီဘက်မှာရှိဒီဘက်မှာကျွန်တော်မနိုင်ခဲ့တယ်ဒီကောင်ကြီးတာစာဟိုပေါ်တာโอเคတာစာဟိုကျွန်တော်မနိုင်အဲ့ပြန်ယူလိုက်တာစာဟိုမထားမယ်โอเคဆိုတော့ဒီမှာဆိုရင်တော့ကျွန်တော်39ဖြစ်သွားပြီ40အော်ဒီမှာတရလာလေးလို့တရလာလေးတာအကောင်ဆမ်မီရပြေးရမှာရဆမ်မီငတုံးရသွားပြီ finally
trolley မဲလို့ trolley ပြင်တာ okay ဆက်ထားလိုက်မယ် okay ပတ်စံလေး okay ပြထားမယ်ရိုးပတ်စံလေးတစ်ခါတောင်းရှယ် okay ပြီးရင်ဒီကောင်ဒီနောက်မှာရှယ်မြင့်ဗျာ upgrade ရှယ်မြင့်ဒီဆိုတော့ပြီးရင်ဒီမှာရပြီပြီးတော့စက်သွားခိုးပါမယ်နောက်ဆုံး brain rot တွေဒီကျွန်တော်ချက်သွားကြည့်ကြည့်မယ်နောက်ဆုံး brain rot တွေပါနော်နောက်ဆုံးမှာဟို1818ယူထားတဲ့ brain rot တွေကဘာဖြစ်နေလဲချက်သွားကြည့်ကြည့်မယ်ဒီမှာဆိုလို့ရှိရင်ခေါ်လာနေ watermelon နေ okay ခေပြီးရင်ကျွန်တော်တွေနောက်ဘက်ကကောင်းနေအိုးဒီကောင်မသိခဲ့ကွာမသိခဲ့ရဒီမှာပြီးတော့ရလားအိုးကြီးရိုးရှိသေးရလား secret နောက်မှာပြီးရင် silly stat နေအော် person အကောင့်နေ okay ပြင်ကျွန်တော်တို့ reset ဝေးရသွား auto click ကပါရောအထင်နေတာလေပတ်စံနေယူပြီးတော့ရင်ဒီရအောင်ပြင်မယ် okay strong ကို920ပဲရှိဆိုတော့ speed လေးအများကြီး upgrade လုပ်ပြီးရင် speed ရေး strong တွေကို upgrade လုပ်အောင်လည်းအများကြီး okay အခုဆိုရင်တော့ကျွန်တော်100ပြည့်သွားပြီပါနော်တရလာလေးတော့တရလာလိုက်တဲ့ game okay တော့လိုက်မယ်တရလေးတရလာပေးလိုက်တော့ okay ray ပါချင်း bad no bad oh ngã quên ngầm no bad okay let's go no bad okay ba con này chỉ để làm potato na bibi potato em lo chừng thì bác cả để nia để xí burrito bandi sang à tống nhà tống nhà là sang à tống nhà mà này lâu đây à lâu còn đây à không á suy lại còn thì bị bạc còn xin đi sao mình chỉ bị view thì con này vào lúc bà là đi rồi bộ biến thể ok ra đi okay đi mà tham mình look at this mà take it here you bring it down you and down over okay let's go ပြီးရင်ကျွန်တော်တို့ဆက်သွားခိုးပါမယ်ဒါပဲလုပ်ရရှိရတယ်နော် okay ဆိုတော့100တန်ကောင်လေးအော်တော့ကောင်သုံးစားလို့ရတယ်ကောင်သုံးစားလို့ရတယ်ဒီကောင်ခိုး okay let's go ရပြီအကောင်လေးရပြီဆိုဒီမှာထားမယ် okay strength ကဟိုဖြစ်တော့မယ်200ပြည့်တော့မယ် what the hell အိုးဒီကောင်ကြီးက400ကြီးတင်ချီ okay အိုးဒီမှာ115ဒီပိုဘရီတိုရိုဘာလေးလိုလေးလို့ပြောမယ်အကောင် pieces ဟိုငါကြိုက်တော့ဟိုဖြစ်တဲ့ကောင်ငါဆက်စားတော့ကြိုက်ပြီးယူခြင်းနေဆိုရင်ကောင်ကိုတမ်းမမရှိဘူးကွာကောင်ကကွန်အိုးကော်ရီလာပေါ့အာစမ်းဒီကောင်ယူအောင် speed ရမြဲနေနော် okay okay ရပြီကောင်းကန်3ကောင်2ကောင်ရသွားအကောင်မောင်းနေ oh no okay ပတ်စံယူမယ်
100ကျော်သွားပြီကျော်သွားပြီဆိုတော့ကျွန်တော်ကြီးတက်တယ်200ကျော်သွားပြီဟုတ်တယ်โอเคဆို250ဆိုတော့200နဲ့ကောင်းနေလိုက်ယူလို့ရပြီ speed ကလည်း upgrade တင်မယ်260နောက်နည်းနည်းလို့ဒီ bro because to go through ဘုဆိုဒီကောင်လည်း260ဒါ bro because ပဲထားတယ်430ဒါ190လိုက်ပါမယ် okay let's go do this finally ရပြီနည်းငယ်ဆက်ကြည့်မယ် go ဒီကောင်နဲ့သုံးဝင်တယ် luck event is starting okay let event စတော့မယ်ကံကောင်းကြီး event စပြီမဲ့မွေးနေရလို့တော့ကံကောင်းပါ okay 300ပြည့်သွားပြီ finally 300ပြည့်သွားပြီ speed တင်ဖို့အတွက်ပတ်စံ let's go speed တင်မယ် speed 95ဆိုပါအဲ့တော့နောက်တနေ့အောင်သွားလို့ရတော့အဲ့ရပြီထင်နေပြီရအောင်ထင်နေပြီဆိုတော့ yo okay let's go ချားကောင်းနေတော့ခုမယ် breathe bandito တန်တော့ကြော့ဒါကြောထုံကြောကွာရေကြော့ကအော်ဒီကောင်330နဲ့100တန်အောင်ရအောင်ငါကျန်းစက်ကောင်လေးပဲလိုချင်တော့တယ်ဘယ်နာမလဲဒီပေါ်နေကပါလာဘူးလိုချင်ရအော်တင်ချီဒါ430ဆိုတော့ပရီအာရအော်ပရီယူလို့ရသွားပြီလေပရီယူလို့ရသွားပြီကြိုက်သေးလေโอเคဒီကောင်လေးယူမယ်ပြင်ဒီနေရာမှာထားမယ်ဒီပရီဆန်တော့တက်တာလောင်းမတော့တက်နေတာ let's go ကောင်းလေးโอ้160 let's go update ဒီမယ် okay 350ကျော်ရပြီပြင်ဒီကောင်လေးကိုယူပြီးတော့ speed ကို update တင်မယ်So guys, I'm very video ဒီလောက်ပါပဲနောက်နေ့ကျမှပြန်တွေ့ကြပါမယ်ကျွန်တော်နာမည်ကတော့ match ပါ like and subscribe လုပ်တော့လည်းမမေ့ပါနဲ့ဒီ video ကြိုက်လို့ရှိရင်ကျွန်တော် part 2 လုပ်ပေးပါမယ် comment မှာလည်း part 2 လို့ရေးပြီးကျွန်တော် part 2 လုပ်ပေးပါမယ်အဲ့ rainbow event ကလာokay so part 2 လုပ်ပေးမယ်ကျွန်တော်ရေး comment မှာ part 2 လို့ရေးခဲ့ရင် part 2 လုပ်ပေးမယ်like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နောက်နေ့ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye ပါခင်ဗျာ